လက်ပွေရာတွေကိုစာချုပ်ချုပ်တဲ့နေရာတွေဖုန်းလုံးချတဲ့နေရာတွေမှုရင်းစစ်တဲ့နေရာတွေမှာသုံးကြပါတယ်လိုသုံးရတာကလည်းလက်ပွေရာတွေကကြောင်းတဲ့တရားလုံးဝကိုမတူကြလို့ပါကမ္ဘာပေါ်မှာဒီလောက်လူကြီးအများကြီးရှိနေတာကိုလက်ပွေရာတွေကဘာလို့တယောက်နဲ့တယောက်လုံးဝမတူကြရလဲလက်ပွေရာတွေဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းရင်းတွေကိုအခုဗီဒီယိုလေးမှာပြောပြသွားပါမယ်နော်လက်ပွေရာတွေဘာလို့မတူကြလဲဆိုတဲ့အကြောင်းရင်းကိုပြောရမယ်ဆိုရင်ပထမတစ်ချက်မျိုးအကြောင်းပဲဖြစ်ပါတယ်ရိုးလိုက်ပြီးတော့လက်ပွေရတွေတူတယ်ဆိုပေမဲ့ဒါကဒီအကြမ်းမြင့်ပုံစံပဲတူတာပေါ့နော်ဒီလက်ပွေရတစ်ခုမှပါတယ်ဒီအကွေးကောက်တွေအသေးသေးဒီအစင်းအကြောင်းတွေဆိုတာကဒီ DNA 100% တူတယ်ပေါ့နော် identical twin လို့ခေါ်တဲ့ရုပ်ချိုးသို့တူတဲ့ဟိုမှာဒီမှာတော့မတူနိုင်ကြပါဘူးဒီနေရာမှာဒီလက်ပွေရတွေရဲ့တွေ့ရအများဆုံးပုံစံ၃မျိုးအကြောင်းကိုပြပြချင်ပါတယ်လက်ပွေရတွေမှာဆိုရင်တော့ loop 1နဲ့ h ဆိုပြီးတော့ပုံစံ၃မျိုးရှိပါတယ်ဒီ၃မျိုးထဲမှာဆိုရင်တော့ဒီ loop ဆိုတဲ့ပုံစံက80%နဲ့ပေါ့နော်ဒီလူတွေမှာတွေ့ရအများဆုံးဖြစ်ပြီးတော့ဒီ wah ဆိုတဲ့ခယူပဲပုံစံက25%h ဆိုတဲ့ပုံစံလည်းကတော့9%လူတွေတီးတီးမှာတွေ့ရပါတယ်ကျွန်တော်ရဲ့လက်ပွေရာကတော့ဝါဆိုတဲ့ cube ပုံစံထဲမှာပါပါတယ်။ကဲအဲ့ဒါဆိုရုပ်ချင်းချိုးစုပ်တူရဲ့သူတွေတောင်မှဘာလို့လက်ပွေရာမတူရလဲဆိုတဲ့အကြောင်းကိုဆက်လိုက်ရအောင်ဗျ။လက်ပွေရာတွေဖြစ်ပေါ်လာတဲ့ပုံစံအားဆိုရင်ကျွန်တော်တို့မိခင်ရဲ့တိမ်ထဲမှာရှိနေတဲ့အချိန်ပေါ့နော်။ဒီသားလောင်းဘွားမှာကြုံတွေ့ခဲ့ရတဲ့ပတ်ဝန်းကျင်နဲ့သက်ဆိုင်ပါတယ်။အဲ့တော့ဒီတရေတဲပြီးတော့7မြောက်မှာဆိုရင်တရေသားလောင်းကလက်နဲ့ခြေတွေစပြီးတော့ဖွံ့ဖြိုးလာတယ်ပေါ့နော်။အဲ့ဖွံ့ဖြိုးနေတဲ့လက်နဲ့ခြေတွေစီကိုပို့တဲ့သွေးပမာဏတွေသွေးဖီယာတွေတိမ်ထဲမှာရှိတဲ့အပူချိန်တွေရတဲ့ဟာတွေပေါ်မှာမူတည်ပြီးတော့ဒီလက်ပွေရာမှာပါတဲ့အဆင်းအကြောင်းတွေကွေးကောက်တွေဆိုတာကစပြီးဖွံ့ဖြိုးလာတာဖြစ်ပါတယ်လူတယောက်နဲ့တယောက်မိခင်ရဲ့1 month ထဲမှာရှိနေတဲ့အချိန်အခြေအနေပတ်ဝန်းကျင်တွေကမတူညီနိုင်လို့တယောက်နဲ့တယောက်လက်ပွေရာလည်းလုံးဝကိုမတူကြပဲဖြစ်ပါတယ်ကဲအခုဆိုရင်တော့လက်ပွေရနဲ့ပတ်သက်ပြီးတော့တခြားလေးနားသွားပြီးတော့ယုံကြည်ပါတယ်အခုဗီဒီယိုကနေတင်ပြတဲ့3တရားအကျိုးရှိသွားခဲ့တယ်ဆိုရင်တခြားသူတွေလည်းသိသွားအောင်ရှင်းသွားပေးပါအောင်နော်တင်ရဲ့လက်ပွေရကလည်းဘယ်မျိုးစားထဲမှာပါလဲ loop လား wah လား h လားဆိုတာကိုလည်း comment ထဲမှာရေးသွားပြီးလို့ရပါတယ်ကဲအဲ့ဆိုဒီနေ့လောက်ပါပဲနောက်နေ့မှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ကျမကြီးဘူးစုတာတွေနဲ့အတူပြန်လာကြပါမယ်နော်